အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ကျွန်တော် license ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဘာကိစ္စနဲ့ပတ်သက်ပြောပြပေးမှာလဲဆိုရင်ကျွန်တော်ဒီဖူဆူရေမောင်းon demand ခေပေါ့နော်ယူထားတဲ့သူတွေကချူခတ်တာပြောင်းနေတာတော့ကျွန်တော်ဥခတ်တာပြောင်းနေတာတော့ဆိုရင် license ရုံးကသတ်မှတ်ထားတဲ့အတိုင်းကျွန်တော်ကချူခတ်တာလိုချင်တယ်ကျွန်တော်ဥခတ်တာကျွန်တော်က license ကားအကြီးမောင်းပေါ်ကျွန်တော်ရည်ရွယ်ထားရဆိုရင်ပေါ့နော်ဘလို့ယူလို့ရမလဲဆိုရင်ပေါ့နော်ကျွန်တော်တိတိကျကျပြောပြပေးမယ်ဆိုရင်မြန်မာနိုင်ငံ license ကနေကျွန်တော်တို့ဒါပြောင်းကြတယ်ပေါ့နော်ပြောင်းပြီးတော့ကျွန်တော်တို့ဒီဖူဆူမန်ခေကိုကျွန်တော်တို့ယူမြန်မာနိုင်ငံမှာရှိတဲ့ license ကျွန်တော်ဖူဆူမန်ခေပဲရှိတယ်မောင်းလို့ရရဆိုရင်ဒီမှာတန့်ပြောင်းနေဆိုရင်ကျွန်တော်ဖူဆူပဲပြောင်းလို့ရမယ်ဥပမာမြန်မာနိုင်ငံ license ကျွန်တော်တို့ YPG ကိုမောင်းလို့ရတယ်ကျွန်တော်ဘတ်စကား license ရှိတယ်ဆိုရင်ဘတ်စကား license ကိုတန့်ပြောင်းလို့မရဘူးเนาะပြောင်းရင်တော့ဆိုဘယ်လိုလုပ်အောင်မလဲဆိုရင်ဖူဆူမန်ခေတော့ကျွန်တော်တို့ဒီ2နှစ်လုပ်ပြီးသွားဆိုရင်ကျွန်တော်ချူခတ်တာဆိုရဲ license ယူလို့ရတယ်เนาะ3နှစ်ပြည့်သွားပြီဆိုရင်ကျွန်တော်ဒါအိုးခတ်တာဆိုရဲကျွန်တော်ဒါ license ယူလို့ရတယ်เนาะအဲ့ဒါကတော့ဒါပုံမှန်တိုင်းပေါ့နော်ပုံမှန်တိုင်းကျွန်တော်သိသလားပေါ့နော်ကျွန်တော်သိတယ်ပုံမှန်တိုင်းပဲဒါယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒိုဟိုတိတ်ကင်းတို့အီချီကိုနဲ့ကျွန်တော်ကဒီရေမောင်း community တွေမှာကျွန်တော်အလုပ်လုပ်မှာနော်ကျွန်တော်ဒိုဟိုတိတ်အီချီကိုကျွန်တော် bus car driver တွေကျွန်တော်အလုပ်လုပ်မှာပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်နော်မြန်မာနိုင်ငံက license ကိုတော့ဒီနောက်ပိုင်းမှာပေါ့နော်ထည့်ပြီးတော့မြန်မာနိုင်ငံမှာ3နှစ်မောင်းခဲ့တယ်မြန်မာနိုင်ငံမှာ5နှစ်မောင်းခဲ့တယ်ဆိုတော့license တက်တန်းကိုတော့ထည့်ပြီးတော့သူကစဉ်းစားပြတဲ့ကုမ္ပဏီတွေရှိတယ်နော်ဘယ်ကုမ္ပဏီလဲဆိုတော့ကျွန်တော်မမေးနဲ့ဗောနော်ကျွန်တော်ဘယ်ကုမ္ပဏီလဲဆိုတော့ကျွန်တော်မသိဘူးဟုတ်ပြီနော်သူဒီညီလေးကမေးတာကျွန်တော်ဗောနော်ဒီဖူဆူ license ကနေဗောနော်ဒီချူခတ်တော့သူပြောင်းလို့ရလားတဲ့နော်သူဖူဆူ license ကသူက9နှစ်ပဲတက်တန်းရှိ9လပဲတက်တန်းရှိသေးတယ်နော်ဒါပေမဲ့ဗောနော်မြန်မာနိုင်ငံမှာတော့သူမြန်မာနိုင်ငံကနေတော့သူ4နှစ်ပေါ့နော်4နှစ်သူဖူဆူမန်ခေကိုသူကင်ထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်သူပြောတဲ့အတိုင်းဆိုရင်တော့သူဒီလိုချက်ကကိုသွားတာတော့ကျွန်တော်ဒီ license ရုံးကိုသွားပြီးသွားဖြည့်ရတော့ဆိုရင်တော့သူ့ကိုရမှာမဟုတ်ဘူးသူကဘာလုပ်ချင်တာလဲပေါ့နော်ဒီ license ယူပြီးတော့သူကျွန်တော်ပြောတော့ပြောခုတိတ်ကင်းတို့အီချီကိုနဲ့ driver လုပ်ချင်တာတော့ဘာလို့တတကာဆိုရင်တော့လုံးနဲ့ပတ်သက်တဲ့ဆောင်းပွဲဖြည့်ပါနော်ဖြည့်ပြီးသွားဆိုရင်ကျွန်တော်ဒီ truck ခုမောင်းနေတာဆိုရင်တော့ M4 e-job ပဲလိုအပ်တယ်ဘတ်စကားနဲ့ကျွန်တော်တို့ဒီ taxi မောင်းနေတာဆိုရင်တော့ M3 e-job အဲ့လိုမျိုးလိုအပ်တယ်ပေါ့နော်အဲ့ဒါမျိုးလုပ်ပြီးတော့ရှေ့အဲ့နှစ်ခုလုံးရှိပြီဆိုရင်ကိုယ့်ကိုအလုပ်ခံမဲ့ကုမ္ပဏီရှာကိုယ့်ကိုအလုပ်ခံမဲ့ကုမ္ပဏီရှာပြီးပြီဆိုတာနဲ့ပေါ့နော်ဒါကိုကျွန်တော်ဘက်ကကျွန်တော်တော့ license တွေဒီလိုရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်း4နှစ် license ရှိတယ်ဆိုပြီးတော့ကိုဟိုအလုပ်ခံမဲ့ကုမ္ပဏီနဲ့ဒါဆွေးနွေးတယ်ဆိုရင်နော်ဒါသူအိုးခတ်တာလည်းပဲဒါရသွားနိုင်တယ်နော်ကျူးခတ်တာလည်းရသွားနိုင်တယ်သူတို့ကဒီဟို license ရပြီဆိုတော့နော်ကျူးခတ်တာအိုးခတ်တာတော့အလုပ်ဒီနေ့လုပ်ခိုင်းရတယ်မနေ့ပြန်တက်ကားပေါ်တက်မောင်းတော့ဆိုပြီးတော့အဲ့လိုမျိုးလုံးမှာမဟုတ်ဘူးနော်ထောက်တက်ခုဆိုရင်6လတင်တန်းပေးတယ်ပေါ့နော်ကျွန်တော်ဒီဘတ်စကားနဲ့တက်ခီဆိုရင်ဒါတစ်နှစ်တင်တန်းပေးတယ်ပေါ့နော်အဲ့လိုမျိုးတင်တန်းတွေကိုပေးမှဖြစ်တဲ့အတွက်အကြောင်းမို့လို့အဲ့ဒီဘက်ကဥတီပြီးတော့လှုပ်ချင်တယ်ဆိုတော့ဒါအဲ့လိုမျိုးသွားတင်တယ်ပေါ့နော်လှုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ဒါကျွန်တော်ပြောတမယိုးကြနေတိုင်းပဲသွားမှရမှာပေါ့နော်အဲ့လိုမျိုးဖြည့်ပေးချင်ပါတယ်ပေါ့နော်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ